19နှစ်ရှိတာ 19နှစ် တက်ကြီးပိုင်းနေတော့သူက20စိတ်ပဲရှိတဲ့တက်တန်း 9000ဟုတ်လားအစားတစ်ခု အဲ့ဒါလည်းတနေ့တော့ပဲရအောင်ပေါ့ 9000 တကောင်သား9000နှစ်ကောင်1000မို့ အမလေးဝါမိုက်တယ် သူကမြန်မာမျိုးအာဖရိကလာတယ် အေး ကလေးကိုရိုက်ကလေးကိုရိုက် ဒါနေကောင်းပြီလားအော်အော် တန်နေကွာငါသားသွားရအတိကငါသားတန်ဘူးပဲ အော်ဒါဘ ဘော ယ် ဘော ကော ဟိုတခေါ်လိုက် ပြောနေတာ ဒါပြောနေမကြရတဲ့ဘယ်ဟူးလေအေး အေးစင်တီရေ ဟာကြည့် စင်တီရေအစာကျွေးမယ်19နှစ်မမဘောလို့နော်ငါလည်းဒီလိုက်ငါလည်းဒီကပ်ပြမှာလေကွာ အာ နေပါ အေးမဒီနေ့နေပြတဲ့သူ ဒီကောဖြစ်တယ် ကလေးနဲ့နီးရော ကလေးနဲ့မင်းနေမှာရ တန်တိုင်းနေရပါရဲ့နော် အာ နော် သူတို့အနေနဲ့မပြုတ်ဘူးမို့လား ဒါမရေမမငါလည်းအဲ့လိုမထားနဲ့ ကျန်တဲ့ကျန်သူလည်းအနေနဲ့သူ မိုက်ကဲ ဒီပါအဲ့လိုမထား စင်တီကအဆောင်ထားခြင်းနဲ့ဘယ်ဘိုက်တာနဲ့ဟဲ့ ဟမ်သူတရားကြည့်တယ်ကြောက်တယ်မမဒီပဲလား အဲစားခြင်းလို့တော့စားခြင်းလို့ ခုမှအသားတော့ခေါ်မှာ မိုးကိုလည်းလာပြီလာ သူတို့ဘာ သူ သာ တော့မှအသားပါတယ် သူတို့ဘာသာကြည့်တာ မဲသားကြည့်ကြတယ် ဩ မမဒီပဲလားတကားပွင့်ပါလားပွင့်ဘူးလား ဒီတရား မမဒီလားအမပွင့်ပါဘူး အော်ဒါပါလေဒီတော့9000ကြည့်ရအများကြီးတာ ကျန်တယ်ဒီနဲ့ထိုးတယ် မသိ ရဆွထိုးတယ်တော့ပြန်ဆွဲ ကျွေးလိုက်တုံး9000တန်းပါရဲ့သူလည်းအမ ဩ သူလည်းအများကြီးအောင်ဟုတ် ဟုတ်ပါမပေါ့ ကဲမိုက်ကဲလား အဲ့အောင်မပေါ့လေးရှိ အောက်မှာလေ အော်ဒီမဲ့မိုက်ကဲရ လေးချကြည့် မိုက်ကဲရ ဟာမိုက်တယ်ဟာခါခက်ပြီးစား ဟာကုန်သွားပြီ ကျွေးတာကမမရေတော့ဒါမှမဟုတ် တော့ဒီလေးတစ်ခါကောင်းနေလေကြည့်ရအောင်သူကဆင်မဲကြည့်ခဲ့ပြီ မဝဘူးလေမဝတယ်တော့ဒီကြောက်တယ်လားကြီးကြောက်တယ် တော့တော့တော့ရ တောင်းလေးကိုမမရေကျွေး ဟမ်ထည့်ကြည့်ရအောင်မလား